6သိန်းတော့ပို့နိုင်ပါတယ်လို့အဲ့ကဲမင်းတို့ထိုင်းကိုလာမယ်ဆိုတေချာလေးစဉ်းစားပါတော့ကဲထိုင်းကိုမလာခင်အခုကျွန်တော်အစင်ပြေလားမပြေလားကျွန်တော်ပြောပြပေးမယ်ပေါ့နော်လစာပါညာအနေထားပေါ့နော်အခုကျွန်တော်ကနန်းပေါင်းစမ်းနဲ့တွက်ပြမယ်ပေါ့နော်ပြင်မင်းတို့ထိုင်းလာမလာဆုံးဖြတ်ပေါ့နော်အရင်ဆုံးကတော့တရက်ကိုဘယ်လောက်ရလဲကျွန်တော်အရင်တွက်ပြမယ်ပေါ့နော်တရက်ကိုကျွန်တော်ရတဲ့ရက်စားနဲ့ကျွန်တော်တွက်ပြမယ်ပေါ့နော်ကျွန်တော်တော့တရက်ကို450ရတယ်ပေါ့နော်450ဆိုတော့တစ်လကို4ရက်လောက်အများဆုံး4ရက်လောက်နားတယ်ပဲထားအောင်ဗျာလောက်ရက်က26ရက်ဆိုတော့450အမြောက်26နဲ့ကျွန်တော်တို့မြောက်လိုက်မယ်ဗျာအဲဆို11900ပေါ့နော်ဒီမှာတွေ့တဲ့အတိုင်း11900အဲဆိုကျွန်တော်တို့အရင်နှုတ်ကြည့်မယ်ပေါ့နော်ဘယ်လောက်တစ်လဘယ်လောက်ပိုမလဲဆိုတာနှုတ်ပထမဆုံးတော့ဖုန်းပေပေါ့နော်ဖုန်းပေကျွန်တော်ကတစ်လကို400လောက်ကုန်တယ်ဗျ400နောက်ထပ်အဝတ်စားဗျာအဝတ်စားတစ်လကိုကျွန်တော်နှစ်ထည်ဝယ်မလို့စိတ်ကူးထားတာပေါ့နော်အဲဆိုအဝတ်စား200ပေါင်းပြီးတစ်ထည်အင်ဂျီတစ်ထည်ပေါ့နော်အဲဆိုစားစရိတ်ပေါ့နော်စားစရိတ်ကကျွန်တော်တို့အရင်ဆုံးတော့ဟင်းဖိုးတွဲရမယ်ပေါ့နော်ဟင်းဖိုးကကျွန်တော်တို့ပေါင်းပြီးတော့စားတာပေါ့နော်တယောက်ကို90သားရက်30ဆိုတော့1500ပေါ့နော်1500နောက်ထပ်ရှိသေးတယ်ဗျပြီးရင်စံနေပါတယ်ရောရှိသေးရပေါ့နော်တစ်ခါတလေစံနေစီတွေဝယ်ဖို့ဆိုတယောက်ကို200 300လောက်ထုတ်ရတယ်ပေါ့နော်ကျွန်တော်600လောက်နှုတ်လိုက်မယ်ဗျာနော်600နှုတ်လိုက်မယ်ပါကြံသေးလေဆိုတော့ကျွန်တော်တို့အခန်းခပေးရတယ်ဗျာကျွန်တော်တို့အခန်းခ800အဲဆိုမစိုးလို့ပြောရမှာပေါ့နော်ဒီမှာ8200ကျန်နေဗျာအဲ8200ဆိုအိမ်တော့အကုန်လုံးပို့လို့မရဘူးပေါ့နော်ကျွန်တော်တို့လက်ထဲမှာပတ်တွေပါတယ်လှုပ်လို့ရှိရင်လက်ထဲမှာနည်းနည်းပါကျန်နေဖို့လည်းလိုသေးတယ်ဗျာအနည်းဆုံးတော့9000ပို့လည်းပဲထားဗျာ9000ဆို6သိန်းလောက်ပေါ့နော်6သိန်းတော့ပို့နိုင်ပါတယ်လို့အဲ့ကဲမင်းတို့ထိုင်းကိုလာမယ်ဆိုတေချာလေးစဉ်းစားပါတော့သိန်း450လောက်ရင်းပြီးမှထိုင်းကိုလာမယ်ဆိုတော့ကျွန်တော်ပြောချင်တာအဆင်မပြေပါဘူးလို့ကဲဗျာနောက်ရက်မှကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုံနဲ့ပြန်ပြောပြပေးမယ်ပေါ့နော်ခုတော့တလောက်ပါပဲတာရဲလို့ဒီကောင်တခြားရဲ